ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒုက္ခမိန်မိသားစုတွေအားလုံးပဲเนาะကျွန်တော် review file လေးကိုကြည့်ပြီးဆိုတော့စိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းပြည့်စုံပါစေလို့ကျွန်တော်ကနေပြီးတော့ဥဆောင်ပထမဆူတောင်းမြတ်တာပို့ပါတယ်ကဲကိုမရအားလုံးပဲမနက်စည်းကကျွန်တော်ဒါ83ညဝမ်းကြီးနဲ့30ဆိုတဲ့ကဏ္ဍလေးပေါ့ဗျာငွေထုတ်ရပြီအခု3ညတက်ဆိုတဲ့ကဏ္ဍလေးဆိုတော့เนาะဒါကျွန်တော်အခွေကောဒါပတ်တီးကောပြီးတော့ကျွန်တော်ဒါအကွက်ကောကျွန်တော်3လီစာအဆင်ပြေပြီဒါကြောင့်မျိုးရအားလုံးပဲညနေမှလည်းထပ်ပြီးငွေထုတ်မယ်ညနေအင်္ဂါနေ့ဆိုရင်ကျွန်တော်ပွဲသိမ်းလေးဖြစ်မယ်ဒါကြောင့်ဒီညနေမှာပွဲသိမ်းကိုငွေထုတ်ပြီးပဲပွဲသိမ်းမယ်ဒါကြောင့်လို့เนาะညနေစီမှာကျွန်တော်ရဲ့ဒုက္ခမိန်မိသားစုတွေအားလုံးပဲငွေထက်ထုတ်ပြီးတော့ပွဲသိမ်းတယ်ကျွန်တော်အကောင်းဆုံးကြိုးစားပေးပါမယ်เนาะမျိုးရအောင်ပဲဒါကြောင့်လိုက်ကျွန်တော်ဒီ file လေးကိုဆုံးဖြတ်ကြည့်ပေးเนาะလိုက်လည်းမနိုင်မယ်လူသစ်တွေက channel ကို subscribe မရတဲ့ကိုမှ subscribe နှိပ်ပါဒီပြားကိုမတွေက live video ပါဒီ video file လေးကို like လည်းမနှိပ်ပေးပါအစအဆုံးရေးကြော်ခြင်းလုံးဝမရှိဘဲနဲ့နားရဲ့သဘောပေါက်ကြည့်ကိုမတွေအားလုံးเนาะကျွန်တော်ဒါကကျွန်တော်လောလောဆယ်ခီးသွားနေရဆိုတဲ့ခါကျတော့ကျွန်တော် live မလွှင့်ပြဘူးကျွန်တော်အိမ်ရောက်မှ live လေးတေချာလေးလွှင့်ပြီးပါမယ်ကိုမရအောင်เนาะကဲဆက်သွားလိုက်ကြအောင်ညနေကို30ရက်နေ့အင်္ဂါနေ့ညနေ4:30စီတော့ပွဲသိမ်းစီပေါ့เนาะပွဲသိမ်းစီတော့ဝမ်းချင်းက8နဲ့ဝမ်းချင်းလုံးဝလက်လက်လို့မရတဲ့ဝမ်းချင်းမှာကီးလေးရွေးချယ်ပေးရမယ်ဆိုညနေမှာ258ကီကြီးလုံးဝအလှဆုံးပါเนาะကိုမရအောင်258ကီကြီးလုံးဝအလှဆုံးပါတိုးတော့ကျွန်တော်9ကနန်း9ပတ်တီကိုကျွန်တော်ကလာဖယ်ပြီးတော့ကျွန်တော်ကမှညနေမှာကျွန်တော်28ဝမ်းချင်းခြင်ထားပါတယ်28ဝမ်းချင်းခြင်ထားပါတယ်ဒါကြောင့်မျိုးတွေအားလုံးပဲเนาะဒီပတ်တီဆော့ရင်တဲ့ကုမာတွေ2ပတ်တီ10ပတ်တီဒီကဆော့ပါကဲကျွန်တော်အကွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်9ခွက်ရွေးချယ်ပြီးမယ်4ခွက်ရမယ်1ခွက်တင်မယ်เนาะပြီးတော့အပူသမားတွေတော့ကိုညနေမှာအပူထွက်ခဲ့ရင်ကိုကလွတ်တာကြော်တာမရှိရလဲညနေမှာအပူလေး2ခွက်နဲ့ရွေးချယ်ပြီးမယ်เนาะဗီဒီယိုဖိုင်လေးပြီးဆော့အောင်ကြည့်ပေးပါเนาะမိုဘိုင်းအားလုံးပဲကဲရှင်းနဲ့ပတ်သက်ပြီးလိုက်မှတ်ပြီးရှင်းနဲ့ပတ်သက်ပြီးအတေးကထိုးရမယ်ခဏက81 80 86 89ပါအခုမှရအောင်ပဲရှင်းနဲ့ပတ်သက်ပြီးအတေးကထိုးရမယ်ခဏက81 80 86 89ပါအခုမှရအောင်ပဲเนาะရှင်းနဲ့ပတ်သက်ပြီးအတေးကထိုးရမယ်ခဏက81 80 86 89ဒီကဏ္ဍလေးကရှင်းနဲ့ပတ်သက်ပြီးအတေးကထိုးရမယ်ခဏမှာကဲလာပြီးကျွန်တော်နှစ်နဲ့လာမယ်နှစ်နဲ့ပတ်သက်ပြီးအတေးကထိုးရမယ်ခဏက21 20 26 29ပါခင်ဗျာနှစ်နဲ့ပတ်သက်ပြီးအတေးကထိုးရမယ်ခဏက21 20 26 29ပါเนาะနှစ်နဲ့ပတ်သက်ပြီးတော့အတေးကထိုးရမယ်ခဏလေးကဒီလေးကပါတော့เนาะ21 20 26 29ရှင်းနဲ့ပတ်သက်ပြီးတော့81 80 86 89ပါကဲမိန်ကနလေးလာမယ်မိန်ကနလေးမပြောခင်မှာကျွန်တော်ဒါမနက်ကလည်းကျွန်တော်အခွေအောင်တယ်เนาะအခွေကိုကျွန်တော်ဒါပတ်တီးကိုအကွက်ကိုအောင်တဲ့အတွက်ကြောင့်ကျွန်တော်3သီးစားအောင်ပြီဒါကြောင့်ဒီညနေမှာအခွေလေးထပ်ထုတ်ပေးပါမယ်အခွေလေးက4583ညလေးလုံးပြီးပေါက်ခွေပါ3ညနေလုံးဝစိတ်ချလို့မရဘူးဒီညနေမှာ3ညပြန်ဆင်းနိုင်ရရှိတယ်3ညပြန်ဆင်းပြီဆိုတော့ကျွန်တော်ကမားဘာမှကြည့်ကြရမလို့3ညပြန်ဆင်းမယ်ဆိုရင်90နဲ့3ည3ညเนาะပူးရင်ပူးမယ်ပူးရင်90ပဲထွက်မယ်ဗျာเนาะအကုန်မရအောင်ပဲဒါကတော့ဒါကျွန်တော်အမြင်ပါကျွန်တော်ကမားဘယ်လိုမြင်မလဲဘယ်လိုတွေ့မလဲတော့မသိဘူးเนาะ3ညများထိတ်စီးများပြန်ကြားခဲ့မယ်ဆိုရင်90ဒါမှမဟုတ်3ည3ညဒါပဲကြောက်လို့ရှိပါတယ်အခုမှရအောင်မယ်เนาะကဲဒါစကားကြီးကျွန်တော်ပြောလို့မပြောတော့ဘူးเนาะဒါကြောင့်ဒီလေးလုံးခွေလေးကညနေမှလည်းဒါအားကောင်းတဲ့ခွေလေးပါเนาะ4 5 8 3ညလေးလုံးပြီးပါခွေမိန်ကနလေးလာမယ်ကျွန်တော်အပူလေးပြောခဲ့ပြီမယ်เนาะမိန်ကနလေးက83မိန်ကနမှာ25မိန်ကနမှာနည်းနည်းပတ်သက်ပြီးတော့25မိန်ကန2เนาะ1မဟုတ်ဘူးနည်းနည်းပတ်သက်ပြီး25မိန်ကန8နဲ့ပတ်သက်ပြီးတော့83မိန်ကနမှာအခုမှရအောင်เนาะ83နေမိန်ကနမှာ25ဒီမိန်ကနမှာအင်္ဂါနေ့ပွဲသိမ်းညနေ4:30စီးတော့ပါအခုမှရအောင်เนาะဒီကနလေးကလုံးဝလက်လို့မရတဲ့ဝမ်းချင်းလေးဗျလုံးဝလက်လို့မရတဲ့ကနန်းမျိုးဒီညနေမှာဒီကနန်းတွေကိုအဓိကဦးစားပြီးဆော့ပါညနေမှာငွေထပ်ပြီးထုတ်ရပါလိမ့်မယ်မျိုးအားလုံးเนาะကဲကျွန်တော်ကမှအားလုံးပဲเนาะကနန်းလေးပြောတာစုံပြီးဖြစ်တဲ့ကြောင့်မလို့เนาะကဲဆုံးလာမို့သူကျွန်တော်အပူလေးပြောခဲ့ဝင် sorry ပါအပူလေးကကျွန်တော်ကမှထွေထူးပြောရမလို့တုံညာဘူးနဲ့တစ်ဘူးပါခင်ဗျာညနေမှာတစ်ဘူးတုံညာဘူးကကျွန်တော်ဒါအကြိုက်ဆုံးပါတစ်ဘူးတုံညာဘူးပါအပူလေးနှစ်ကွက်တည်းကျွန်တော်ရွေးချယ်ပေးခဲ့တယ်เนาะကြိုက်ရင်ထည့်ဆုံးပေးမကြိုက်ရင်တော့မှရန်ကနန်းနေနဲ့ထည့်ဆုံးပေးဗျာအပူထွက်လာခင်လက်မလို့ရလေအောင်လို့เนาะတုံညာဘူးတစ်ဘူးဒီကျွန်တော်အကြိုက်ဆုံးပါအခုမှအားလုံးပဲเนาะတုံညာဘူးတစ်ဘူးပါခင်ဗျာအပူကဟုတ်ကဲ့နားလေးကျွန်တော်ပြန်ခေါ်ပေးမယ်ဝမ်းချင်းဒီ8နဲ့ဝမ်းချင်းမိန်ကနန်းဒီ83နဲ့25ဒီမိန်ကနန်းလေးလုံးပြီးပေါက်ခွေလေးက4583ညဒီလေးလုံးပြီးပေါက်ခွေအပူလေးကတော့တုံညာဘူးနဲ့တစ်ဘူးပါအမျိုးရအောင်เนาะကဲညွှေးရအောင်ပဲ view file လေးရှင်းထားလို့ယူပါเนาะကျွန်တော်ဒုက္ခမိသားစုနဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံပါစေအသက်ရှင်ဝင်ပါစေเนาะကျွန်တော်နဲ့ကန်ဆက်ပြီးတော့ညနေချင်းမှလည်းငွေထပ်ပြီးထုတ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းနေပဲကျွန်တော် view file လေးရှင်းပါပဲရှင်းထားလို့ယူပါเนาะအားလုံးပဲကိုလာပါကျွန်တော်နောက်ဘက်မှာပြန်တွေ့ပါမယ်เนาะအားလုံးပဲပါရမှာ